ချစ်တော်မိတ်ဆွေတောင်ယာခုတ်မားရင်တစ်နှစ်နာပါတယ်အိမ်ထောင်ပြုတ်မားရင်တက်နှစ်နာပါတယ်ပိုအရေးကြီးတာကကိုးကွယ်မှုအယုံကြည်မှုမားသွားမယ်ဆိုရင်ကျွန်တော်ရဲ့ဘဝအတ္တထဲမှာထာဝရကာလအထိနှစ်နာရတာဖြစ်ပါတယ်။ဒါကြောင့်ချစ်တော်မိတ်ဆွေဒီနေ့အဲ့ဒီထာဝရနှစ်နာခြင်းထဲကနေကျွန်တော်တို့လွတ်မြောက်ဖို့အတွက်မေတ္တာနဲ့တခုလောက်တိုက်တွန်းဝင်ကခွန်အားပေးလိုပါတယ်။ဘုရားစစ်ဘုရားမှန်ကိုကျွန်တော်တို့ယုံကြည်ကိုးကွယ်ဖို့အတွက်လိုပါတယ်။အဲ့ဒီဘုရားစစ်ဘုရားမှာဟာယေရှုခရစ်တော်ဘုရားဖြစ်ပါတယ်။ယေရှုခရစ်တော်ဘုရားဟာထာဝရအသက်ရှင်တော်ဘုရားဖြစ်ပါတယ်။မိတ်ဆွေရဲ့ကံကြွေဝတ်ကြွေအကုသိုလ်ကြွေအကျွေးရှိတဲ့မြတ်ကိုယေရှုခရစ်တော်ဘုရားဟာလက်ဝါးကားတိုင်ပေါ်မှာအသေးခံအတွေ့တွန်းပြီးတော့သူရဲ့အတွေ့အဖြစ်ကျွန်တော်တို့ရဲ့အပြစ်ရှိတဲ့မြတ်ကိုစေကြောတန့်စင်ပေးခဲ့ပြီးဖြစ်ပါတယ်။ယေရှုခရစ်တော်ဘုရားဟာအသေးခံတဲ့တကြိုခံတဲ့3ရက်မြောက်သောနေ့မှာတေချေမြတ်ဆုမန်ကိုအောင်မြင်ပြီးမှရှင်ပြန်ထမြောက်တော်ဘုရားဖြစ်ပါတယ်။အဲ့ဒီယေရှုခရစ်တော်ဘုရားဟာအသက်ရှင်တော်ဘုရားဖြစ်တဲ့ခေါ်ရင်ထူးတော်ဘုရားဖြစ်ပါတယ်မိတ်ဆွေခေါ်ကြည့်ပါမြေစံကြည့်လို့ရပါတယ်အဲ့ဒီဘုရားဟာလည်းအသက်ရှင်တဲ့အတွက်ကြောင့်မိတ်ဆွေကိုဘုရားကတက်တည်ပြပါလိမ့်မယ်ဘုရားကစကားပြောပါလိမ့်မယ်အဲကြောင့်ချစ်တော်မိတ်ဆွေကျွန်တော်ရဲ့ဘဝအသက်တာထဲမှာထာဝရနှစ်နာခြင်းတို့မရောက်ရလေအောင်ယေရှုခရစ်တော်ဘုရားကိုမိမိရဲ့ကယ်တင်ပါရှင်အသက်သခင်အဖြစ်ခေါ်ဖို့ယုံကြည်လက်ခံဖို့အတွက်လိုအပ်ပါတယ်ကျွန်တော်ရဲ့ဘဝအသက်တာထဲမှာကိုးကွယ်မှုယုံကြည်မှုဟာအင်မတန်မှအရေးကြီးတာဖြစ်ပါတယ်ဒီကိုးကွယ်မှုယုံကြည်မှုဒီမာရမယ်ဆိုရင်ကျွန်တော်ရဲ့ဘဝအသက်တာဒီထာဝရအထိနှစ်နာရမှာဖြစ်ပါတယ်ထာဝရကာလမှာကျွန်တော်တို့ဒီအပယ်ကိုလာရမှာဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီထာဝရနှစ်နာခြင်းအပယ်ကနေလွတ်မြောက်ဖို့ရအတွက်ချမ်းသာခြင်းခံစားရဖို့ရအတွက်လောကထဲမှာအသက်ရှင်တဲ့အခါမှာကျွန်တော်တို့ရဲ့ကိုးကွယ်မှုယုံကြည်မှုဒီမှန်ကန်သောကိုးကွယ်မှုယုံကြည်မှုဖြစ်ပါစေ။ဒါကြောင့်ကျွန်တော်တို့အတွက်တကယ်လိုအပ်သောအရာဒီယေရှုခရစ်တော်ဘုရားဖြစ်ပါတယ်။ဒါကြောင့်အဲဒီယေရှုခရစ်တော်ဘုရားကအသက်ရှင်တော်ဘုရားဖြစ်တဲ့ခွင်ထူးတော်ဘုရားဖြစ်သောကြောင့်မိတ်ဆွေဘဝအတ္တထဲမှာလက်တွေ့မြင်ဆန်းကြည့်ပါလက်တွေ့ခေါ်ကြည့်ပါဘုရားသခင်ကအသက်ရှင်တော်ဘုရားဖြစ်သောကြောင့်တင်းကိုတက်တည်ပေးလိမ့်မယ်စကားပြောပါလိမ့်မယ်ကျွန်တော်ရောက်ချင်းဆိုင်အတ္တထဲမှာကိုးကွယ်မှုယုံကြည်မှုမမားရလေအောင်မေတ္တာဖြင့်တိုက်တွန်းနိုးဆော်အပ်တာဖြစ်ပါတယ်အားလုံးကိုဘုရားသခင်ကဆက်လက်ဖွင့်ပြအလင်းပေးကောင်းချီးပေးပါစေ